ဒီနေ့မှာမျှဝေပေးချင်တာကတော့ AI ကိုဓာတ်ပုံပို့ပြီးတော့ကိုသိချင်တဲ့အကြောင်းအရာတွေကိုမေးလို့ရမယ်နည်းလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ဒီနည်းပညာလေးကိုစတင်ဖို့အတွက်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာ software တစ်ခုထည့်ထားဖို့လိုအပ်ပါတယ်ဒီ software လေးကိုတော့ထုံးစံအတိုင်း Play Store မှာသွားပြီးတော့ install လုပ်ပြီးဖုန်းထဲကိုထည့်ရမှာဖြစ်ပါတယ် Play Store ကိုနှိပ်ပြီးတော့ဖွင့်လိုက်ပါPlay Store ကိုဖွင့်ပြီး Play Store ရဲ့ search icon လေးကိုတစ်ချက်နှိပ်ပါပြီးရင် Play Store ရဲ့ search bar မှာ Gemini ဆိုတဲ့စာတန်းလေးကိုရိုက်ထည့်လိုက်ပါ Gemini ပေါ့နော် Gemini ဆိုတဲ့စာတန်းလေးကိုရိုက်ထည့်ပါပြီးရင် keyboard ရဲ့အောက်နာကဒီနေရာလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့ဒီ software လေးစီကိုတန်းပြီးတော့ရောက်လာမှာဖြစ်ပါတယ်ဒီ software ကို install နှိပ်ပြီးတော့ဖုန်းထဲကိုထည့်လိုက်ပါsoftware ကို install လုပ်ပြီးပြီဆိုရင်တော့ open ဆိုတာပေါ်လာမှာဖြစ်ပါတယ် open ပေါ်လာရင်တော့ကျွန်တော်တို့အပြင်ကိုပြန်ထွက်မယ်ပြီးရင်ဖုန်းရဲ့မျက်နှာပြင်မှာဒီ software လေးကိုတွေ့ရမှာဖြစ်ပါတယ် Gemini software လေးကိုတစ်ချက်နှိပ်ပြီးတော့ဖွင့်လိုက်ပါဒီနေရာမှာတစ်ခုရှိတာကမိတ်ဆွေတို့ဒီနေရာမှာပေါ့နော် Gmail account နဲ့သူကဝင်ခိုင်းတယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့ရဲ့ဖုန်းထဲက Gmail account တစ်ခုကိုနှိပ်ပြီးတော့ဝင်လိုက်ပါ Gmail account နဲ့ဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာဒီအောက်နာကဒီနေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်တော့ဒီဘက်ဘေးနာကအပေါင်းပုံလေးကိုတစ်ချက်နှိပ်ပါပြီးရင်တော့ဒီနေရာမှာဓာတ်ပုံလေးတွေပို့ပြီးတော့ကိုသိကျင်တဲ့အကြောင်းအရာကိုမေးဖို့အတွက်ဒီမှာကင်မရာနဲ့ရိုက်ပြီးတော့လည်းဓာတ်ပုံပို့ပြီးမေးလို့ရတယ်ဒါမှမဟုတ်ရင်ဖုန်းထဲမှာ gallery ထဲမှာရှိတဲ့ဓာတ်ပုံကိုယူပြီးတော့လည်းမေးလို့ရတယ်ကျွန်တော်ကဒီ gallery ထဲကပုံတစ်ပုံကိုယူပြီးတော့ကျွန်တော်မေးပြမှာဖြစ်ပါတယ်gallery ကိုနှိပ်မယ်ပြီးရင်ဒီလိုလေးပေါ်လာရင်တော့ဒီ image ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင် image ကိုပဲတစ်ချက်နှိပ်လိုက်မယ်ပြီးရင်တော့ဒီနေရာမှာကိုမေးခြင်းတဲ့ဓာတ်ပုံကိုလိုက်ရှာပါပြီးရင်အဲ့ဓာတ်ပုံကိုနှိပ်လိုက်ပါကျွန်တော်ကဒီဓာတ်ပုံလေးနဲ့ကျွန်တော်မေးပြမယ်ဓာတ်ပုံကိုနှိပ်ပြီးသွားပြီထည့်ပြီးသွားပြီဆိုရင်တော့ဒီနေရာမှာကိုကဘယ်လိုမေးခြင်းလဲပေါ့နော်ကျွန်တော်က AI ကိုအစမ်းမေးပြမယ်ဒီမှာတော့ကျွန်တော်ကတော့ဒီဓာတ်ပုံလေးကိုဘာ software နဲ့ဆွဲထားတာလဲပေါ့နော်ကျွန်တော်ကဒါလေးပဲကျွန်တော်အစမ်းမေးပြမယ်မိတ်ဆွေတို့ကဒီနေရာမှာမိတ်ဆွေတို့မေးခြင်းတဲ့အကြောင်းအရာကိုဓာတ်ပုံထည့်ပြီးတော့မေးပါဒီနေရာမှာကိုမေးခြင်းတဲ့စာကိုရေးထည့်ပြီးပြီဆိုရင်မြားလေးကိုတစ်ချက်နှိပ်ပါဒါဆိုလို့ရှိရင်တော့ဒီအောက်မှာ AI ကကျွန်တော်တို့ကိုပြန်ပြီးတော့ဖြေပေးထားတာဖြစ်ပါတယ်ကျွန်တော်ကသူ့ကိုမေးထားတာကဒီဓာတ်ပုံကိုဘာ software နဲ့ဆွဲထားတာလဲပေါ့နော်ကျွန်တော်ကမေးလိုက်တဲ့အခါမှာ AI ကဘယ်လိုပြန်ဖြေလဲဆိုတော့ဒီဓာတ်ပုံကို AI နဲ့ဆွဲခိုင်းထားတာဖြစ်နိုင်ပါတယ်ပေါ့နော်ဒီဓာတ်ပုံရဲ့အသေးစိတ်ကိုပေါ့နော်လူ software တွေတုံးပြီးတော့လူတွေဆွဲထားတာနဲ့မတူဘဲနဲ့ပေါ့နော်အသေးစိတ်ကြအောင်လို့ AI ရဲ့တိုးတွေနဲ့ဆွဲထားတယ်လို့သူကမြင်ပါတယ်ပေါ့နော်သူကပြန်ဖြေပေးထားတာဖြစ်ပါတယ်မိတ်ဆွေတို့ကဒီနေရာမှာမိတ်ဆွေတို့သိကျင်တဲ့အကြောင်းအရာကိုပုံလေးတွေနဲ့ထည့်ပြီးတော့ကျွန်တော်မေးသလိုပဲမေးနိုင်ပါတယ်ဒီပညာလေးကိုကြိုက်နေတတ်မယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လေးတွေနှိပ်ထားပြီးဖို့မမေ့ပါနဲ့เนาะ